ဇော်ဘုံဘယ်လောက်ချမ်းသာလဲသိချင်းစုံစမ်းလိုက်ဟုတ်သိလားမင်းတို့တို့ဒေါ်စုကြည်ပုံပြပြီးတော့ခွက်မခောက်ဘူးရောအလူလည်းမခံဘူးနော်ဘယ်စစ်သားကိုလူပါမယ်ဆိုပြီးတော့လည်းအလူမခံဘူးတရုတ်ဖာထဲမှာတလျှော့200ရွာနဲ့ကျွန်တော်မိမကသူ12နှစ်သမီးလောက်တည်းမကောက်အောင်မှကြီးတာသူရဲ့လကရောသူ့ဘာသူလောက်တာဆိုသူတလောက်ကို100နဲ့မှ30လောက်ရတယ်ဗမာဝင်နဲ့သူ့ဘာသူအလုပ်လုပ်တယ်တရုတ်ငွေ330လောက်ရတယ်ကျွန်တော်80ပေးသုံးတယ်အဲ့ဒီ80ထဲမှာကျွန်တော်အိမ်စရိတ်35သိန်းလောက်30လောက်သုံးပြီးကျန်တဲ့ပတ်စံကျွန်တော်တောက်တယ်စားတယ်လမ်းမှာတွေ့လှူတယ်ကျွန်တော်ဥပဒေရုပ်ကအလူခံမစားမယ်ရုပ်လားနားမှာလည်းငါစီးပွားရေးတွေရှိတယ်စီးပွားရေးတွေမင်းတို့ပြောပြရင်မင်းတို့အဲ့ဒါလမ်းပြန်ထွက်ကုန်အောင်မယ်မင်းတို့သိမှမသိတာတနက်ကအခုမှကြိုင်တာမဟုတ်အရင်ကကြိုင်တာဟုတ်ပြီလားမင်းတို့ငါအကြောင်းမှမသိပဲငါ့ဘာဝေဖန်တိုက်ခိုက်နေရတာဟမ်တင်းလေခိုးခဲ့တာလားတစ်ကရီတိုက်တာတင်းမကူတစ်ကတော့တော်ထဲမှာခုတ်ချင်တဲ့ကောင်ခုတ်တာလေကျွန်တော်ကားပေါ်တပိတ်တာကို4000နဲ့အဲ့ကျွန်တော်တပိတ်တာကို4000နဲ့တဲတယ်မနေ့လေးကနေမူဆယ်ကြီးကျွန်တော်တဲပေးတယ်လေကျွန်တော်ခုတ်တာလည်းမဟုတ်ဘူးခိုးတာလည်းမဟုတ်ဘူးကျွန်တော်ကားပေါ်မှာကျွန်တော်ကယ်ရီကားရလို့ကျွန်တော်တဲတာကျွန်တော်တိုင်းတစ်ပေါက်ပို့တာမဟုတ်ဘူးမူဆယ်ကိုပဲကျွန်တော်ပို့တာအဲ့မူဆယ်မှာသူတို့အဲ့ဒီမူဆယ်ကိုရောင်းပြီးတော့မှဖြစ်တဲ့ကိစ္စသူတို့ကိစ္စကျွန်တော်လည်းမဆိုင်ဘူး